အတောင်မှန်တစုံရှိပါရဲ့နဲ့ပြန်တန်းခွင့်မရတဲ့ငှက်တကောင်ရဲ့ခံစားချက်ကိုသင်ကြုံဘူးပါသလားကို့မှာမေတ္တာတွေခွန်အားတွေအပြည့်ရှိနေပါရဲ့နဲ့ကိုချစ်ရတဲ့သူကိုဂရုစိုက်ရတဲ့သူတယောက်ဒုက္ခရောက်နေချိန်မှာဘာမှကူညီခွင့်မရပဲဒီအတိုင်းရက်ကြည်နေရတဲ့ခံစားချက်မျိုးပါဒီနေ့မှာတော့အဲ့ဒီလိုရင်ပတ်သေးကမီးတောက်ကိုငြိမ့်သက်ဖို့မေတ္တာနဲ့ပြေဝတဲ့စကားဝိုင်းလေးတစ်ခုစီကိုအတူတူသွားလိုက်ကြရအောင်ပါဒီနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့ခေါင်းစဉ်လေးကတော့ကူညီခြင်းပေမဲ့ကူညီခွင့်မရတဲ့အခါဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဘဝမှာကျွန်တော်တို့အားလုံးဒီလိုအခြေအနေမျိုးနဲ့ကြုံဘူးကြမှာပါကိုယ့်ရဲ့မိသားစုချစ်သူမိတ်ဆွေဒါမှမဟုတ်ပတ်ဝန်းကျင်ကလူတစ်ယောက်ဟာတောကတွေဒုက္ခတွေနဲ့လုံးပန်းနေရချိန်မှာကိုကဘေးကနေလက်ပိုက်ကြည့်နေရတယ်လို့ဖြစ်နေတဲ့အခါခံစားရတဲ့ဝေဒနာဟာတကယ်ကိုလေးလံလွန်ပါတယ်ငါဘာမှမလုပ်ပေးနိုင်ပါလားဆိုတဲ့အားငယ်စိတ်အပြစ်ရှိသလိုခံစားနေရတဲ့ feeling တွေကကိုယ့်ရင်ဘတ်ကိုစိမ့်ပြီးနာကျင်စေတတ်ပါတယ်ဒါပေမဲ့မိတ်ဆွေများခင်ဗျာဒီနေရာမှာကျွန်တော်အရေးကြီးတဲ့အချက်တစ်ခုကိုသတိပေးခြင်းပါတယ်ကူညီခွင့်မရတာဟာမေတ္တာမရှိလို့မဟုတ်ပါဘူးအခြေအနေနဲ့အချိန်ခါရဲ့ကန့်သက်ချက်ကြောင့်သာဖြစ်ပါတယ်ရှေးယောမဒသနိကပညာရှင်ကြီးတွေစတိုအစ်ပညာရှင်ကြီးတွေကဘဝရဲ့သဘောတရားကိုလှလှပပရှင်းပြခဲ့ပူးပါတယ်သူတို့ကကဘာပေါ်မှာငါတို့ထိန်းချုပ်လို့ရတဲ့အရာနဲ့ထိန်းချုပ်လို့မရတဲ့အရာဆိုပြီးနှစ်မျိုးပဲရှိတယ်လို့ဆိုပါတယ်အခြားသူတစ်ယောက်ရဲ့ဘဝအခြားသူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်နဲ့သူတို့ကြုံတွေ့နေရတဲ့ကံကြမ္မာဆိုတာကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့စေတနာထားလို့ရပေမဲ့ရလဒ်ကိုတော့ပိုင်ဆိုးခွင့်မရှိပါဘူးဒါပြင်ဂေါရမဗုဒ္ဓရဲ့တရားတော်တွေမှာလည်းကမ္မတက္ကာဆိုတဲ့ဒသနပါရှိပါတယ်လူတိုင်းဟာမိမိတို့ပြုခဲ့တဲ့ကံရဲ့အမွေခံတွေဖြစ်ကြတာမို့အချို့သောဝေဒနာနဲ့ဖြတ်သန်းမှုတွေကိုတော့ကာယကံရှင်တွေကိုယ်တိုင်ကပဲဖြတ်သန်းရတာမျိုးရှိတတ်ပါတယ်သိပ္ပံပညာရှင်အဲလ်ဘတ်အိန်းစတိန်းကလည်းဒုက္ခရောက်နေတဲ့သူတွေကိုကူညီဖို့ကြိုးစားတာဟာလူသားဆန်မှုရဲ့ထိပ်တန်းဆန်နှုန်းဖြစ်ပေမဲ့တခါတရံမှာအကောင်းဆုံးသောကူညီခြင်းဟာဘေးကနေစိတ်အေးချမ်းသာစွာနဲ့စောင့်ကြည့်ပေးခြင်းပဲဖြစ်တယ်လို့တွယ်ဝိုက်ပြီးညွှန်းဆိုခဲ့ပူးပါတယ်ဒါဆိုရင်ကူညီခွင့်မရတဲ့အခါကျွန်တော်တို့ဘာလုပ်ကြမလဲပထမတစ်ချက်မေတ္တာပို့သခြင်းပါကူညီခွင့်မရလဲမေတ္တာပေးခွင့်တော့အမြဲရှိပါတယ်စိတ်ထဲကနေအဲ့ဒီသူအတွက်အေးချမ်းပါစေအဆင်ပြေပါစေဆိုတဲ့စေတနာအမှန်နဲ့ဆုတောင်းပေးတာဟာငြိမ်းအေးမှုကိုဆောင်ကျဉ်ပေးနိုင်ပါတယ်ဒုတိယတစ်ချက်ကဘေးနားမှာရှိနေပေးခြင်းပါဘာမှမကူညီပေးနိုင်ရင်တော့နင်လိုအပ်ရင်ငါဒီမှာရှိတယ်ဆိုတဲ့ယုံကြည်ချက်မျိုးပေးထားတာဟာကြီးမားတဲ့ခွန်အားပါပဲတတိယတစ်ချက်ကတော့လက်ခံနိုင်စွမ်းကိုလေ့ကျင့်ခြင်းပါလက်ရှိအခြေအနေကိုလက်ခံလိုက်ပါကိုအပြစ်တင်နေတာကိုရပ်တန့်လိုက်ပါဒုက္ခဆိုတာအတင်းအဓမ္မဖန်တီးယူလို့မရပါဘူးချစ်ခင်လေးစားရတဲ့မိတ်ဆွေများခင်ဗျာတီးပွင့်ရမယ့်အချိန်မတန်သေးတဲ့အပင်တစ်ပင်ကိုရေဒီအများကြီးလောင်းပေးုံနဲ့ချက်ချင်းအတိမတီးနိုင်ပါဘူးအချိန်တန်ရင်တော့သူ့အလိုလိုတီးပွင့်လာမှာပါအလားတူပါပဲအကူအညီဆိုတာလဲအချိန်အခါမတန်သေးရင်ပေးလို့မရပါဘူးဒါကြောင့်ကူညီခွင့်မရလို့ရင်ထဲမှာအားမလို့အားမရဖြစ်နေရင်အဲ့ဒီအခြေအနေကိုလက်ခံလိုက်ပါတင့်ရဲ့မေတ္တာဟာအလဟတမဟုတ်ပါဘူးကူညီခွင့်မရသေးတာဟာတင့်ရဲ့စေတနာကင်းမဲ့လို့မဟုတ်ပဲတဘာဝတရားကအချိန်အခါမပေးသေးလို့ပါကူညီခွင့်မရတဲ့အခါစိတ်တစမဖြစ်ပါနဲ့ဘေးနားမှာငြိမ်ငြိမ်လေးရက်ပြီးမေတ္တာတကားကိုအမြဲဖွင့်လှစ်ပေးထားလိုက်ပါအကူအညီဆိုတာလောက်ရက်တစ်ခုတည်းမဟုတ်ပါဘူးအေးချမ်းတဲ့စေတနာနဲ့စောင့်ကြည့်ပေးနေခြင်းကလည်းအမှုပညာမြောက်တဲ့ကူညီခြင်းတစ်မျိုးပါပဲမိတ်ဆွေများအားလုံးစိတ်အေးချမ်းခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာမင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေနားဆင်ပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ